အဝိစားတွေကအေးမကြည့်ဘူးစာရွက်စရမ်းတွေအေးကြီးတယ်စာရွက်တွေတိမ့်ခဲ့လားအကုန်တိမ့်ခဲ့လားငါရခရမ်းအဲ့လိုစိတ်ပူစရာမလိုပါဘူးကျွန်တော်ရဲ့ကြက်မဲချံကမြေတွေကပြင်းဦးလင်ထီလည်းမရောက်ဘူးမန္တလေးထီလည်းမရောက်ဘူးအလဲမှာရှိပါတယ်ရာသီဥတုမှာဆိုရင်တမမြတာပါတယ်နေကင်းဘက်ကိုပူတယ်ဆိုရင်တောင်လေအေးလေးတွေတိုက်ပြီးညဘက်ကိုစောင့်ချုံပြီးအိပ်ရတဲ့နေရာလေးတွေပါရှင့်ကျွန်တော်ရဲ့ကြက်မဲချံမှာပြင်းဦးလင်ကြက်မဲချံကရောင်းချတဲ့မြေကွက်တွေကရေကြီးဖို့လည်းပူစရာမလိုဘူးငလင်ရိုက်ခတ်တုန်းကလည်းကျွန်တော်ရဲ့ကြက်မဲချံရှိနေတဲ့ရွာကငလင်ထဲမှာရိုက်ခတ်ခံရတာမရှိပါဘူးရှင်အဲ့တော့ဒီလိုမျိုးငလင်တန်လည်းမထီအောင်ရေကြီးတာလည်းမခံရတဲ့နေရာမျိုးကိုလိုချင်တယ်ဆိုရင်ပြည်ဦးလေးကြက်မဲချံကိုလာရောက်လေးလာဖို့အတွက်ဖိတ်ခေါ်ခြင်းပါတယ်ပြည်ဦးလေးကြက်မဲချံကမြေကွက်ကလေးတွေကဝယ်ပြီးတော့အိမ်တန်းဆောက်လို့ရတယ်မီးတိုင်ကအိမ်ရှိမှရှိပြီးတော့ရေတွင်းတူးကလည်းလွယ်ပါတယ်ရှင်ရွာမြေစစ်စစ်ကလေးတွေကိုရောင်းချပေးတာဖြစ်တဲ့အတွက်အမြန်ဆုံးလာရောက်လေးလာဖို့အတွက်ဖိတ်ခေါ်ခြင်းပါတယ်ရှင်